Supermarket တစ်ခုရဲ့ငွေရှင်းကောင်တာမှာတန်းစီနေရင်ဖုန်းမိကြံခဲ့တဲ့လူတစ်ယောက်ရဲ့အဖြစ်ကိုမြင်အောင်ကြည့်ပါ။ဘာလို့ရမှန်းမသိပဲမျက်နှာချက်ကိုကြည့်လိုက်ကောင်တာကိုကြည့်လိုက်တဲ့အချိန်ကြီးကုံဆုံးနေတဲ့အခါမှာထူးဆန်းတဲ့ခံစားချက်တစ်ခုဖြစ်ပေါ်လာတတ်ပါတယ်။ဒါဟာဒေါသထွက်တာလည်းမဟုတ်ဘူးဝမ်းနေတာလည်းမဟုတ်ဘဲနဲ့တကယ်တော့ငြင်းငွေ့မှုဆိုတဲ့အရာပါ။အခုခေတ်မှာဒီလိုခံစားချက်မျိုးကိုကြုံရဖို့ကဘာလို့ဒီလောက်ခက်ခဲနေရတာလဲဆိုတာစဉ်းစားစရာဖြစ်လာပါတယ်။စိတ်ကနည်းနည်းလေးစတင်လီလွင်းတော့မယ်ဆိုရင်ပဲလူတွေဟာဖုန်းကိုအရင်ဆုံးလှမ်းကင်မိတတ်ကြပါတယ်။ဒီလိုအလေအကျင့်ကလူတွေရဲ့အတွင်းစိတ်ထဲမှာရှိနေတဲ့အဖိုးတန်အရာတစ်ခုကိုဖျက်ဆီးပစ်နေတယ်လို့ဖြစ်နေပါတယ်။အရင်တုန်းကတော့ရေဒီယိုတို့ TV တို့ရှိခဲ့ပေမဲ့အခုခေတ်မှာတော့ IA နဲ့ social media တွေကစက္ကန့်မလတ်နေရာယူထားပါတယ်။ဖုန်းထဲက algorithm တွေဟာလူတစ်ယောက်ရဲ့စိတ်ဝင်စားမှုကိုအမြဲတမ်းသိနေပြီးစိတ်မပြတ်အောင်အမြဲတမ်းဆွဲဆောင်ထားနိုင်ပါတယ်။ဒီလိုနဲ့လူတွေရဲ့စိတ်ဟာတစ်ဖိုက်သေးကိုမရောက်သွားအောင်အမြဲတမ်းအလုပ်ပေးခံနေရပြီးညီငွေဖို့အချိန်မရှိတော့သလိုဖြစ်လာပါတယ်။ဒါဟာတိုးတက်မှုလို့ထင်ရပေမဲ့တခုခုကိုတော့ဖျက်ဆီးပစ်နေသလိုပါပဲ။အဲ့ဒီဖျက်ဆီးခံလိုက်ရတဲ့အရာကဘာလဲဆိုတာကိုသိပ္ပံပညာရှင်တွေကစိတ်ဝင်စားစရာကောင်းတဲ့အဖြေတစ်ခုပေးထားပါတယ်။လူအများစုကငင်းငွေတာကိုယောဂတစ်ခုလို့ကုသရမယ့်အရာလို့ထင်ကြပေမဲ့ဗြိတိန်က University of Central Lancashire ကသူတေသနတွေအရတော့အဖြေကတစ်မျိုးဖြစ်နေပါတယ်။ပြင်းစရာကောင်းတဲ့အလုပ်တွေကိုလုပ်ပြီးတဲ့သူတွေဟာတခြားသူတွေထက်ပိုပြီးတီထွင်ဖန်တီးနိုင်စွမ်းရှိလာတာကိုတွေ့ရှိခဲ့ကြပါတယ်။စိတ်ဟာငင်းငွေလာတဲ့အခါမှာအပြင်ဘက်ကအာယုံစိုက်စရာတွေကိုမတွေ့တော့ဘဲအတွင်းဘက်ကိုလှည့်ကြည့်မိသွားတာကြောင့်ပဲဖြစ်ပါတယ်။ဒီလိုစိတ်လွင့်သွားတဲ့အခါမှာအုံနှုတ်အတွင်းပိုင်းမှာဘာတွေပြောင်းလဲသွားသလဲဆိုတာကပိုပြီးတော့တောင်ထူးခြားပါသေးတယ်။လူတစ်ယောက်ကဘာကိုမှအာယုံမဆိုင်ပဲရှိနေချိန်မှာအုံနောက်ရဲ့ default mood network လို့ခေါ်တဲ့စနစ်တစ်ခုကအလိုအလျောက်စတင်အလုပ်လုပ်ပါတယ်။ဒီစနစ်ဟာမှန်ညံတွေစိတ်ကူးစိတ်တန်းတွေနဲ့မိမိကိုယ်ကိုပြန်လည်သုံးသပ်တဲ့နေရာမှာအရေးပါတဲ့အခန်းကဏ္ဍကပါဝင်နေတာပါ။ရေချိုးနေချိန်ဒါမှမဟုတ်လမ်းလျှောက်နေချိန်မှာစိတ်ကူးကောင်းတွေရုတ်တရက်ထွက်ပေါ်လာတတ်တာဟာဒီစနစ်ကြောင့်ပဲဖြစ်ပါတယ်။ဒီအဖိုးတန်တဲ့အချိန်တွေကိုလက်လွတ်လိုက်မယ်ဆိုရင်ကလေးငယ်တွေရဲ့ကြီးထွားဖွံ့ဖြိုးမှုမှာဘလို့တက်ရောက်မှုရှိနိုင်မလဲဆိုတာစိုးရိမ်စရာဖြစ်လာပါတယ်။ကလေးတစ်ယောက်ဟာညီးငွေးမှုကိုမခံစားဘူးဆိုရင်သူ့ရဲ့ကိုယ်ပိုင်အတိတ်ဘယ်ကိုရှာဖွေဖို့ခက်ခဲသွားနိုင်ပါတယ်။အချိန်တိုင်းမှာစခရီးနေဒါမှမဟုတ်ဂိမ်းမီနဲ့ပဲအချိန်ကုန်နေမယ်ဆိုရင်စိတ်ကူးရင်ကဘာတွေကိုဖန်တီးဖို့အခွင့်အရေးမရတော့ပါဘူး။စမ်းပြားတဲ့ပုံရည်နီနဲ့ထူးဆန်းတဲ့ကစားနည်းတွေဆိုတာအားလက်နေတဲ့အချိန်တွေကနေပဲမွေးဖွားလာတာပါ။ဒီလိုအချိန်လွတ်တွေကိုဖယ်ရှားလိုက်တာဟာဘာမှမရှိတဲ့နေရာကနေထူးခြားတဲ့အရာတွေဖန်တီးနိုင်တဲ့စွမ်းရည်ကိုဖျက်ဆီးလိုက်တာနဲ့အတူတူပါပဲ။ဒါဟာကလေးတွေမကပဲလူကြီးတွေအတွက်လည်းဆုံးရှုံးမှုတစ်ခုဖြစ်ပါတယ်။လူကြီးတွေအတွက်လည်းစိတ်လှုပ်ရှားမှုတွေနဲ့ပဲအမြဲပြည့်နေမယ်ဆိုရင်ငြိမ်သက်ခြင်းထဲမှာကိုပြန်တွေ့ဖို့ခက်ခဲသွားပါလိမ့်မယ်။ငါတကယ်ဘာဖြစ်ချင်တာလဲ။ဘာတွေကိုရှောင်လွှဲနေတာလဲဆိုတဲ့မေးခွန်းတွေကိုမေးဖို့ညီးနှွေ့စရာကောင်းတဲ့အချိန်လွတ်တွေလိုအပ်ပါတယ်။ညီးနှွေ့မှုဆိုတာမဖိတ်ခေါ်ပဲရောက်လာတဲ့ဧည့်သည်တယောက်လိုဖြစ်ပေမဲ့သူယူဆောင်လာပေးတဲ့လက်ဆောင်ကတော့လူတစ်ယောက်အတွက်အလိုအဆုံးအရာဖြစ်နေတတ်ပါတယ်။ဒါဆိုရင်ဒီပျောက်ဆုံးနေတဲ့ညီးငွေ့မှုကိုနေ့စဉ်ဘဝထဲမှာဘယ်လိုပြန်ပြီးရယူကြမလဲ။ဒီနေ့ခေတ်မှာညီးငွေ့မှုကိုပြန်ရဖို့ဆိုတာတမင်တကာစူးစမ်းမှရနိုင်မယ့်ကိစ္စတစ်ခုဖြစ်လာပါတယ်။အခုဖော်ပြပေးမယ့်နီလန်ကာခုကိုအသုံးပြုပြီးစိတ်အပန်းဖြေမှုကိုရှာဖွေနိုင်ပါတယ်။ပထမဆုံးအနေနဲ့တနေ့ကိုမိနစ်20လောက်ဘာအလုပ်မှမလုပ်ပဲဖုန်းလည်းမသုံးပဲဒီအတိုင်းနေကြည့်ဖို့လိုပါတယ်။ဒုတိယအနေနဲ့သိချင်တဲ့အရာရှိရင် AI ကိုချက်ချင်းမမိပဲကိုယ့်ဘာသာအရင်ဆုံး10မိနစ်လောက်စဉ်းစားကြည့်ပါ။ဒီလိုလှုပ်ဆောင်ချက်တွေအပြင်တခြားရိုးရှင်တဲ့နီလန်တွေလည်းရှိပါသေးတယ်။တတိယနီလန်ကတော့နားချက်မပါပဲတချင်းမပါပဲလမ်းလျှောက်ကြည့်ဖို့ဖြစ်ပါတယ်။စတုထအချက်အနေနဲ့ပကံစေးတာဒါမှမဟုတ်အဝတ်ခောက်တာလိုပြင်းစရာကောင်းတဲ့အလုပ်တွေကိုလုပ်တဲ့အခါမှာတခြားဘာအာယုံလွဲစရာမှမထားပဲလှုပ်ဆောင်ကြည့်ပါ။ဒါဟာအုံနောက်ရဲ့ default mode network ကိုအလုပ်လုပ်ဖို့ဖိတ်ခေါ်လိုက်တာပဲဖြစ်ပါတယ်။နောက်ဆုံးနီလန်ကတော့မိဘတွေအတွက်အထူးအရေးကြီးတဲ့အချက်တစ်ခုဖြစ်ပါတယ်။ကလေးတွေကပြင်းတယ်လို့ပြောလာတဲ့အခါမှာသူတို့အတွက်တစ်ခုခုချက်ချင်းလုပ်ပေးဖို့မကြိုးစားပါနဲ့။သူတို့ရဲ့ညီးငွေ့မှုဆိုတာပြဿနာတစ်ခုမဟုတ်ပဲသူတို့ရဲ့ကိုယ်ပိုင်ကဘာဖို့တိဆောက်ဖို့အစပြိုးပေးလိုက်တာဖြစ်ပါတယ်။ညီးငွေ့မှုကိုလက်ခံနိုင်အောင်သင်ကြားပေးခြင်းကသူတို့ရဲ့အနာဂတ်အတွက်အကောင်းဆုံးလက်ဆောင်တစ်ခုဖြစ်လာပါလိမ့်မယ်။နီးပညာတွေကြားမှာပျောက်ဆုံးနေတဲ့အဲ့ဒီစိတ်ငြိမ်မှုက
လူတစ်ယောက်ကိုဘလို့ပြောင်းလဲပေးနိုင်တယ်လဲဆိုတာစဉ်းစားကြည့်ဖို့ကောင်းပါတယ် နီးပညာတွေကလူတွေကိုအဆက်မပြတ်အလုပ်ပေးနေပေမဲ့အဲ့ဒီစုညံတန်တွေကြားမှာစိတ်ညစ်မှုကိုရှာဖွေဖို့လိုအပ်ပါတယ်။ညီးငွေ့မှုဆိုတာအလကားအချိန်ဖြုံးနေတာမဟုတ်ပဲတီထွင်ဖန်တီးမှုတွေနဲ့မိမိကိုယ်ကိုသိရှိနားလည်မှုတွေရှင်သန်လာမဲ့မြည်စီလွာခေါင်းတစ်ခုလိုပါပဲ။ဒီစိတ်ညစ်မှုကိုနီးပညာနဲ့အစားထိုးမဲ့အစားအဲ့ဒီတိုင်းပဲရှိနေပါစေ။ဒါဟာလူတစ်ယောက်ရဲ့ဘဝမှာပိုပြီးနဲ့ဆိုင်တဲ့အမြင်တွေကိုရရှိစေမဲ့လျှို့ဝှက်ချက်တစ်ခုဖြစ်လာပါလိမ့်မယ်။ဘဝရဲ့အရေးကြီးတဲ့အလှည့်အပြောင်းတွေဟာဒီလိုစိတ်ညစ်တဲ့အချိန်တွေကနေပဲစတင်လိရှိပါတယ်